မင်္ဂလာပါရှင်ထိုင်းရှယ်ရဲမာယာနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗာပြောပြမှာလဲဆိုတော့လုပ်ငန်းနဲ့ပတ်သက်တဲ့စကားလေးတွေကိုပြပြမှာဖြစ်ပါတယ်ဟုတ်ကဲ့အလုပ်ဆိုတာငานအလုပ်ဆိုတာงานအလုပ်လာလျှောက်တယ်มาสมัครงานมาဆိုတာလာတယ်สมัครဆိုတာလျှောက်တယ်งานဆိုတာအလုပ်มาสมัครงานအလုပ်လာလျှောက်တယ်အလုပ်ရှာတယ်ကိုหางานအလုပ်ရှာတယ်ကိုหางานအလုပ်လိုချင်တယ်อยากได้งานအလုပ်လိုချင်တယ်อยากได้งานအလုပ်ကောင်းကောင်းလိုချင်တယ်อยากได้งานดีๆအလုပ်ကောင်းကောင်းလိုချင်တယ်อยากได้งานดีๆဟုတ်အလုပ်ရှိလားကိုมีงานไหมအလုပ်သမားလိုအပ်လားကိုต้องการคนงานไหมต้องการคนงานไหม